အားလုံးပဲမင်္ဂလာပါရှင် Is it for you မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ချစ်တဲ့အကြောင်းပြောဖို့အချိန်မဆွဲပါနဲ့ဆိုတာပဲဖြစ်ပါတယ်စာရေးဆရာ Stephen Levin ကသူ့စာအုပ်တအုပ်မှာအခုလိုမေးခွန်းတစ်ခုကိုရေးပြထားခဲ့ပါတယ်တဲ့မှာအသက်ရှင်မှုအချိန်တစ်နာရီပဲကျန်တော့တယ်ဒီအချိန်အတွင်းမှာလူတစ်ယောက်စီကိုပဲဖုန်းဆက်စကားပြောခွင့်ရတော့မယ်ဒါဆိုရင်တင်ဘသူစီကိုဖုန်းဆက်မလဲတဲ့ဒီမေးခွန်းလေးဟာကျွန်တော်တို့ကိုစဉ်းစားတွေးတောစရာအတွေးတစ်ခုပေးလိုက်ပါတယ်မိတ်ဆွေရောအဲ့ဒီလိုအခြေအနေမျိုးနဲ့ကြုံတွေ့ရင်ဘာလုပ်မလဲကျွန်တော်အထင်ကိုပြောရရင်မိတ်ဆွေဟာချက်ချင်းပဲချစ်ရတဲ့ချစ်သူစီဖုန်းဆက်ပြီးချစ်ကြောင်ပြောမှာမဟုတ်ပါဘူးဘာကြောင့်အခုလိုပြောရတာလဲဆိုတော့မိတ်ဆွေဟာတနာရီအတွင်းသိမယ်ဆိုတာကိုမယုံလို့ပါနောက်ပြီးမိတ်ဆွေဟာအခုလိုမျိုးတွေးနေလိမ့်မယ်ငါနောက်ထပ်အချိန်အကြာကြီးအသက်ရှိရှိနေရအောင်မှမို့တနေ့ကျမှငါသူ့ကိုချစ်တဲ့အကြောင်းတွေတဝကြီးပြောပြတော့မယ်ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့အများစုဟာချစ်ရသူတွေကိုချစ်တဲ့အကြောင်းပြောပြဖို့ကိုဝင်လေးနေကြပါတယ်အချိန်ဆွဲနေတတ်ကြပါတယ်မတည်ခင်မှာပြောပြမယ်လို့ယုံကြည်နေကြတယ်ကျွန်တော်ဒီစာကိုရေးနေတဲ့အချိန်ဟာအဖွားရဲ့မွေးနေ့မနက်ပိုင်းမှာပါညနေပိုင်းမှာအဖေနဲ့ကျွန်တော်တင်ချိုင်းကိုသွားပြီးအဖွားရဲ့အုတ်ဂူလေးကိုသွားကြည့်ကြမယ်အဖွားဟာလွန်ခဲ့တဲ့2 နှစ်လောက်ကကွယ်လွန်သွားခဲ့ပါတယ်ကျွန်တော်ဟာအဖွားရဲ့နောက်ဆုံးနေ့တွေမှာအဖွားရဲ့အနားမှာအနီးကပ်နေခဲ့ပါတယ်ဒါကြောင့်အဖွားဟာသူမကွယ်လွန်ခင်မှာအဖေနဲ့ကျွန်တော်ကိုတိတ်ချစ်ကြပြောပြချင်စိတ်ပြင်းပြနေခဲ့တယ်ဆိုတာကိုသိခဲ့ပါတယ်ဒါပေမဲ့အဖွားဟာယောဂဝေဒနာကြောင့်စကားမပြောနိုင်ရှာတော့လို့ချစ်တယ်ဆိုတဲ့စကားလေးကိုပြောပြမသွားနိုင်ခဲ့ရှာပါဘူးအဖွားကွယ်လွန်ချိန်မှာအဖွားရဲ့မျက်နှာမှာနောင်တရတဲ့အမူအရာကိုတတိထားမိခဲ့ပါတယ်အဲ့ဒီအချိန်ကစပြီးလူတွေဟာအသက်ရှင်နေကြစဉ်မှာသူတို့ချစ်ရတဲ့သူတွေကိုချစ်တဲ့အကြောင်းပြောပြဖို့ကိုအချိန်ဆွဲမနေသင့်ဘူးဆိုတာကိုကျွန်တော်နားလည်ခဲ့ပါတယ်ချစ်ရတဲ့သူတွေကိုချစ်ကြောင်းပြောပြဖို့အနည်းဆုံးနည်းလမ်းကလူချင်းဆုံတွေ့ဖို့မလွယ်ရင်ဖုန်းဆက်ပြောပါဖုန်းကိုနားထောင်သူဟာသူချစ်ရတဲ့သူရဲ့စကားတန်ဖြစ်တဲ့ငါမင်းကိုဘယ်လောက်ချစ်ကြောင်းပြောပြချင်လို့ဖုန်းဆက်လိုက်တာပါဆိုတာကိုကြားလိုက်တာနဲ့အလွန်အံ့ဩသွားမယ်ပြီးတော့အယံဝမ်းသာကြည်နူးသွားမှာဖြစ်ပါတယ်သူ့အတွက်ဒီစကားဟာဒီကမ္ဘာလောကကြီးမှာအရေးကြီးဆုံးပါမိတ်ဆွေလေချစ်ရတဲ့သူစီကအခုလိုစကားမျိုးကြားရရင်ဘယ်လိုခံစားရမလဲလို့တွေးကြည့်လိုက်စမ်းပါတကယ်လို့မိတ်ဆွေဟာချစ်တဲ့အကြောင်းကိုဖုန်းဆက်ပြောရမှာကိုရှက်နေရင်စာရေးပြီးပြောပြပါအခုခေတ်ဆိုရင်ဖုန်းနဲ့ message ပို့ပါရှင်ထဲကခံစားချက်တွေကိုတိတိကျကျရေးပြပါချစ်ရသူဆိုလို့ဇနီးခင်မောရီးစားတွေပဲလဲမဆိုလိုပါဘူးမောင်နှမဆွေမျိုးလို့ပေါ်ကင်ဘတ်အိမ်ကြီးချင်းတငယ်ချင်းစတာတွေလည်းပါဝင်ပါတယ်သူတို့စီကိုလည်းချစ်ခင်ကြောင်းစာတွေရေးပို့ပါတဖြည်းဖြည်းနဲ့မိတ်ဆွေဟာချစ်ချင်းမြတ်တာပြည့်နေတဲ့စာတွေကိုရေးတဲ့အကျင့်ရသွားပါလိမ့်မယ်မကြခင်မှာသူတို့စီကလည်းချစ်ကြောင်းပြန်ကြားစာတွေကိုရောက်လာပါလိမ့်မယ်ဒါဆိုရင်မိတ်ဆွေရဲ့ဘဝမှာကြည်နူးပျော်ရွှင်စရာအသစ်တွေတိုးလာပါလိမ့်မယ်နောက်ထပ်နီလန်ကောင်းလေးကတော့နှိတ်ချခြင်းဖြင့်လူတွေရဲ့ခင်မင်မှုကိုရယူပါလူတစ်ယောက်ရဲ့နှိတ်ချခြင်းဆိုတာပါလေအဲ့ဒီလူဟာသူများတွေထက်တော်နေတာနေပေမဲ့သူတော်ကြောင့်တာကြောင့်ကိုထုတ်ပြောမပြခြင်းဖွင့်ဟမပြောခြင်းတို့ဖြစ်ပါတယ်တကယ်တော့သူများတွေထက်တော်ကြောင့်တာကြောင့်ဒါမှမဟုတ်အောင်မြင်မှုတစ်ခုအကြောင်းပြောရတာကြွားဝါနေရတာတွေဟာသူတို့ရဲ့ခွန်အားကိုအများကြီးကုန်ခန်းသွားစေပါတယ်ကြွားဝါမှုကလည်းအောင်မြင်မှုကြောင့်ဝမ်းသာကြည်နူးနေရမှုကိုအားပြော့သွားစေပါတယ်ကိုဆိုးတာကသူတော်တယ်တက်တယ်လို့များများပြောသူကိုလူတွေကမနှစ်သက်ကြဘူးအမြင်ကတ်ကြတယ်နောက်ပြီးသူကြွားဝါနေတယ်ဆိုပြီးလူအများကသူ့နောက်ွယ်မှာအတင်းပြောနေကြလိမ့်မယ်တကယ်လို့သူဟာတော်ကြောင်းတာကြောင်းတွေကိုကြွားဝါမပြောရင်လူတွေကသူ့ကိုသဘောကျနှစ်သက်ကြလိမ့်မယ်ဘာကြောင့်လဲဆိုတော့လူတွေဟာမကြွားဝါတတ်သူတွေကိုနှစ်သက်သဘောကျတတ်လို့ပါအဲ့ဒီလိုမိမိရဲ့အောင်မြင်မှုကိုမကြွားဝါတတ်သူတွေသူများတွေထက်တော်ကြောင်းတာကြောင်းမပြောတတ်သူတွေဟာနှိမ်ချတတ်သူတွေဖြစ်ကြပါတယ်မိတ်ဆွေလည်းနှိမ်ချတတ်သူတယောက်ဖြစ်ချင်တယ်ဆိုရင်
လေ့ကျင့်ပေးလို့ရပါတယ်။ဘယ်လိုလေ့ကျင့်ပေးရမလဲ။ခက်ခဲတော့မဟုတ်ပါဘူး။နောက်တစ်ခါမိတ်ဆွေမှာကြွားဝဖို့အခွင့်အလမ်းပေါ်လာရင်အဲ့ဒီဆန္ဒကိုရှင်ထဲမှာယုံတိတ်ထားလိုက်ရုံပါပဲ။ရင်းနှီးတဲ့မိတ်ဆွေဖြစ်သူပီတာကသူ့အဖြစ်လေးတစ်ခုကိုပြောပြဖို့ပါတယ်။အဲ့ဒီအကြောင်းဟာအခုနီးနဲ့သက်ဆိုင်နေလို့ရေးပြပေးလိုက်ပါတယ်။ပီတာဟာသူရာထူးတိုးခံရတယ်ဆိုတဲ့သတင်းကိုသူ့အရာရှိစီကကြားလိုက်ရတယ်။ညနေခင်းရုံစင်တော့သူဟာရုံးကလုပ်ဖော်ကိုင်ဘက်တွေနဲ့ကော်ဖီဆိုင်တစ်ခုမှာကော်ဖီတောက်ရေးစကားပြောကြတယ်။အခုကော်ဖီတောက်နေကြတဲ့သူတွေကတငယ်ချင်းတယောက်ကလည်းရာထူးတိုးခံရဖို့ကိုအတော်လေးမျှော်လင့်ထားတယ်။ပီတာဟာရာထူးတိုးခံရကြောင်းကိုအရန်ကြွားချင်နေတယ်လို့တငယ်ချင်းကတော့ရာထူးတိုးမခံရကြောင်းကိုလည်းတိတ်ပြောပြချင်နေတယ်။သူဟာစကားပြောဖို့ဗဇက်ဟာလိုက်ချိန်မှာသူ့ကောင်းထဲမှာအခုလိုစကားတန်တစ်ခုကိုကြားလိုက်ရတယ်။ရမလုံနဲ့တဲ့။ဒါဟာသူ့နှလုံးသားရဲ့သတိပေးတမ်းမှန်သူသိလိုက်တယ်။ဒါကြောင့်သူဟာတငယ်ချင်းတွေကိုသူရာထူးတိုးခံရကြောင်းကိုတုံတုံပဲပြောပြလိုက်တယ်။သူဟာရာထူးတိုးခံရကြောင်းကိုကြွားဝါပြောလိုက်တာမဟုတ်ပဲသတင်းအဖြစ်ပဲရိုးသားပြောပြလိုက်တယ်။သူတငယ်ချင်းရာထူးတိုးမခံရကြောင်းကိုတော့ထပ်မပြောလိုက်ပါဘူး။သူဟာအဲ့ဒီလိုပြောလိုက်ချိန်မှာသူ့စိတ်ထဲမှာကျဉ်းနှုံးမှုကိုခံစားနေမိတယ်။နောက်ရက်မှာတငယ်ချင်းတွေကသူတို့ထဲကရာထူးတိုးခံရဖို့မျှော်လင့်နေသူဟာရာထူးတိုးမခံရဘူးဆိုတာကိုသိသွားကြတယ်။အဲ့ဒီလူရာထူးတိုးမခံရဘူးဆိုတာကိုထည့်ပြောမသွားတယ်။ပီတာရဲ့နှိမ်ချမှုအတွက်သူတို့ဟာပီတာကိုကျေးဇူးတင်ကြောင်းလာပြောကြပါတယ်။ပီတာဟာနှိမ်ချခြင်းကြောင့်လောဘော်ကိုင်ဖက်တွေရဲ့ချေကျူးမှုကိုရလိုက်ရုံမကပဲသူတို့နဲ့ပို့ပြီးရင်းနှီးခင်မင်မှုကိုရသွားပါတယ်။နှိမ်ချခြင်းနဲ့ကြွားဝခြင်းတို့ကိုပယ်ခြားသည့်ပါ။လူတွေမှာအဲ့ဒီနှစ်ခုစလုံးမရှိပါဘူး။တစ်ခုပဲရှိတယ်ဆိုတာကိုလည်းသိထားပါ။နှိမ်ချတတ်သူဟာမကြွားဝါတတ်ဘူး။ကြွားဝါတတ်သူမှာနှိမ်ချခြင်းမရှိဘူး။နောက်ထပ်နီလန်ကောင်းလေးတစ်ခုကတော့လူတွေရဲ့အပြုအမူကိုကြော်ကြည့်ပါ။ကျွန်တော်တစ်ခါမှလူတစ်ယောက်ရဲ့အခုလိုမျိုးပြောလိုက်တဲ့စကားကိုကြားလိုက်ရတယ်။ကျွန်းကိုအေးဆိုင်မနေစမ်းပါနဲ့။သူဘာလို့နေမှသူ့ကိုသူတော်မသိပါဘူးတဲ့။ဒီစကားဟာလူတွေရဲ့အပြုအမူကိုကြော်ကြည့်ပါဆိုတဲ့အတွေးခေါ်တစ်ခုကိုရလိုက်ပါတယ်။အဲ့ဒါဘာလဲဆိုတာကိုရှင်းပြပါမယ်။သားသမီးရှိသူတိုင်းခွင့်လွှတ်ခြင်းဆိုတာကိုကောင်းကောင်းနားလည်မှာပါ။ဘလောက်ပဲစိုးမိုက်တဲ့သားသမီးတွေဖြစ်နေပါစေသူတို့ကိုခွင့်မလွှတ်နိုင်တဲ့မိဘဆိုတာအတော်ရှားပါတယ်။ကျွန်တော်လူသားမိဘတွေဟာသားသမီးတွေရဲ့အပြုအမူတွေပေါ်မှာပဲအခြေခံပြီးချစ်တဲ့ကြမယ်ဆိုရင်စိုးမိုက်တဲ့မလိမ္မာတဲ့သားသမီးတွေကိုခွင့်လွှတ်သေးခံပြီးချစ်တတ်ဖို့အလွန်ကိုခဲယဉ်းပါလိမ့်မယ်။ကျွန်တော်မိဘတွေလည်းအပြုအမူကိုအခြေခံထားပြီးချစ်တတ်ကြမယ်ဆိုရင်ငယ်ရွယ်စဉ်ဆယ်ကျော်သက်အရွယ်မှာတော့ကအတော်ကိုစိုးသွမ်းခဲ့တဲ့ကျွန်တော်ဟာသူတို့ရဲ့ချစ်ခြင်းမေတ္တာကိုရခဲ့မှာမဟုတ်ပါဘူး။ကျွန်တော်တို့ဟာတွေ့ဆုံဆက်ဆံနေရတဲ့လူတွေရဲ့အပြုအမူတွေကိုမကြည့်ပဲသားသမီးတွေကိုခွင့်လွှတ်စိတ်နဲ့ချစ်တယ်လို့သူတို့အပေါ်မေတ္တာထားတတ်တဲ့အကျင့်ကိုမွေးမြူကြမယ်ဆိုရင်မကောင်းမိဘူးလား။လူတစ်ယောက်ရဲ့အပြုအမူကိုမကြိုက်ဘူးသဘောမကျဘူးဒါပေမဲ့သူ့အပြုအမူကိုဆယ်ကျော်သက်အရွယ်နဲ့တမူထူးခြားတဲ့အပြုအမူလို့သဘောထားနိုင်ရင်သူ့အပေါ်ချစ်ခြင်းမေတ္တာထားနိုင်မှာဖြစ်ပါတယ်။အခုလိုပြောလို့ကျွန်တော်တို့အပေါ်လူတွေဘလို့ပဲပြုမှုမျက်စိမိတ်နားပိတ်ပြီးမတိကျအောင်ဆောင်နေရမယ်။တခြားလူတွေကမတရားလုပ်သွားတာကိုငြင်းခံနေရမယ်။ဒါမှမဟုတ်သူတို့ရဲ့မကောင်းတဲ့အပြုအမူမှန်သမျှကိုခွင့်လွှတ်ပေးရမယ်လို့ဆိုလိုတာမဟုတ်ပါဘူး။ဆိုလိုတာကတစုံတစ်ယောက်ရဲ့အပြုအမူဟာကျွန်တော်တို့မကြိုက်တာဖြစ်နေရင်သူအဲ့ဒီလိုလုပ်ရတဲ့အကြောင်းရှိမယ်လို့စဉ်းစားပေးဖို့ပါ။သူ့ကိုတန်တရားရဲ့အကျိုးကိုခံစားခွင့်ပေးလိုက်ပါ။ဥပမာလေးတစ်ခုပြောပြပါမယ်။တရက်မှာကျွန်တော်ဘန်တစ်ခုကိုသွားပြီးငွေထုတ်ပါတယ်။အသက်ကြီးပန်စရေးဟာငွေထုတ်ပေးဖို့ကိုအလွန်နှေးကွေးစွာလုပ်နေပါတယ်။သူဘာကြောင့်အခုလိုလုပ်ရတာလဲ။သူတစ်ခါမှမတွေ့ဘူးတဲ့ကျွန်တော်ကိုမုန်းလို့တော့မဖြစ်နိုင်ပါဘူး။ပထမတော့သူ့ရဲ့လောက်ကန်နေပေါ်ကြောင့်ကျွန်တော်အတော်စိတ်တူသွားပြီးသူ့ကိုအောင်ငါပစ်ချင်စိတ်ပေါ်လာတယ်။ဒါပေမဲ့အဲ့ဒီစိတ်ကိုချုပ်တီးလိုက်ပြီးသူဘာကြောင့်နှင်းကွေးလုပ်နေရလဲဆိုတာကိုအတွေးနဲ့ချင်းမိလိုက်တယ်။သူ့မှာစိတ်ဆင်းရဲစရာတွေရှိလို့လား။သူ့အိမ်မှာပြဿနာတွေဖြစ်ခဲ့လို့လား
အထက်အရာရှိကသူ့ကိုဆူတာလို့လားသူမိသားစုဝင်တွေကတယောက်ယောက်များနေထိုင်မကောင်းဖြစ်နေလို့လားသူကနေကောင်းပါရဲ့လားဒါဟာဗန်စရေးရဲ့အပြုအမူကိုကြော်ကြည့်လိုက်ခြင်းမှာဒီအခါမှာသူ့အပေါ်ပောက်ကွဲတော့မဲ့ဒေါသစိတ်ဟာကျင်နာသနာစိတ်ကိုကူးပြောင်းသွားပါတယ်လူတွေစီမှာအပြစ်ကင်းစင်မှုကိုရှာကြည့်ပါဆိုတာပဲဖြစ်ပါတယ်လူတချို့ဟာကျွန်တော်တို့မနှိမ့်မြို့တဲ့အပြုအမူတွေကိုလှုပ်လာကြတတ်တယ်အဲ့ဒီလိုလှုပ်လာတာတွေကိုကျွန်တော်တို့မကြိုက်ကြဘူးဒါကြောင့်စိတ်ဆိုးဒေါသထွက်ကြတယ်စိတ်မသက်မသာဖြစ်ကြတယ်ရန်တွေ့တာတွေတုံ့ပြန်ပြောဆိုတာတွေကိုလှုပ်တတ်ကြတယ်ဒါပေမဲ့ကျွန်တော်တို့ဟာသူတို့ရဲ့အပြုအမူတွေကိုသူတို့သဘောမတူကြရင်ပြောင်းလဲနိုင်စွမ်းမရှိကြဘူးဒါဆိုရင်ကျွန်တော်တို့ဘယ်လိုလုပ်ရပါမလဲလုပ်လို့ရတာတစ်ခုရှိပါတယ်အဲ့ဒါကတော့ဒီလိုပါသူတို့ပြုမှုလိုက်တာတွေမှာအပြစ်ကင်းစင်မှုရှိနိုင်ပါတယ်အဲ့ဒါကိုတွေ့အောင်ရှောက်ဖွေကြည့်ရပါမယ်သူတို့စီမှာအပြစ်ကင်းစင်မှုကိုတွေ့သွားရင်သူတို့ကိုခွင့်လွှတ်နားလည်နိုင်ပါမယ်သူတို့အပေါ်မှာအကျဉ်းနာမေတ္တာစိတ်ဖြစ်ပေါ်လာပါမယ်သူတို့နဲ့စကားများရန်ဖြစ်တာတွေကိုရှောင်ရှားနိုင်ပါလိမ့်မယ်အဲ့ဒါနဲ့ပတ်သက်လို့ကျွန်တော်ရဲ့အတွေ့အကြုံတစ်ခုကိုပြောပြပါမယ်တရက်မှာအထက်အရာရှိတွေဟာတယောက်ပြီးတယောက်ကျွန်တော်အလုပ်စပွဲကိုလာကြပြီးအလုပ်မြန်မြန်ပြီးအောင်လုပ်ဖို့ပြောကြပါတယ်သူတို့အခုလိုတယောက်ပြီးတယောက်လာပြောနေကြခြင်းဟာကျွန်တော်မှာအလုပ်ကိုအချိန်မီပြီးအောင်လုပ်နိုင်တဲ့အရေးချင်းမရှိဘူးလို့ပြောနေကြတာနဲ့တူနေပါတယ်သူတို့ရဲ့အပြုအမူတွေဟာကျွန်တော်သိက္ခာကိုစော်ကားသလိုခံစားမိတယ်ကျွန်တော်ဒီအလုပ်ကိုအချိန်မီပြီးအောင်လုပ်နိုင်တယ်ဆိုတာကိုသိနေပါတယ်ဒါပေမဲ့သူတို့မရက်မနာလာပြောနေကြတော့အတော်လေးစိတ်တူနေမိတယ်နောက်ဆုံးတော့ကျွန်တော်အတန်နိုင်ဆုံးစူးစမ်းလုပ်နေတာပဲပြလို့သူတို့ကိုမကျေနပ်တဲ့လေသံနဲ့ပြန်ပြောမိလိုက်တယ်လေသံလည်းအတော်လေးမာသွားတယ်ဒါပေမဲ့လည်းသူတို့ဟာအလုပ်ပြီးအောင်မြန်မြန်လုပ်ဖို့ပဲလာပြောနေတာကိုမရက်ကြပါဘူးဒါနဲ့ကျွန်တော်လေသူတို့ပါကြောင့်ဒီလောက်အလုပ်ပြီးလာလောနေရတာလဲလို့လုပ်ဖို့ကင်ဖက်တယောက်ကိုမေးကြည့်လိုက်တယ်သူကအခုလိုရှင်းပြတယ်နနက်ဖြန်ရုံးမှာအလွန်အရေးကြီးတဲ့ဒရိုက်တာဘုတ်အဖွဲ့အစည်းအဝေးရှိနေတယ်အဲ့ဒီအစည်းအဝေးမှာတင်ပြရမယ်စည်ရင်စရာတွေဟာအခုကျွန်တော်လက်ထဲမှာရှိနေပြီအဲ့ဒီစည်ရင်တွေကိုကျွန်တော်ကလွှဲရင်တခြားလုပ်ပေးနိုင်သူမရှိဘူးတဲ့ကျွန်တော်သာစည်ရင်တွေကိုဒီနေ့ပြအောင်လုပ်မပေးရင်မနှက်ဖြန်ကြရင်လာလောနေကြတဲ့အရာရှိတွေအားလုံးအကြီးအကျယ်ဒုက္ခရောက်ကြတော့မယ်တဲ့ဒီတော့မှသူတို့လာလောနေကြတဲ့အကြောင်းရင်းကိုသိလိုက်ရတယ်တနည်းအားဖြင့်သူတို့ရဲ့အပြစ်ကင်းစင်မှုကိုတွေ့လိုက်ရပါတယ်သူတို့ရဲ့စိတ်ဆိုးဒေါသထွက်ခြင်းစရာအပြုအမူတွေဟာတကယ်တော့သူတို့အပေါ်တနာကျင်နာပေးဖို့မေတ္တာရက်ခံနေတာပါလားဆိုတာကိုသိလိုက်ရပါတယ်ကျွန်တော်သူတို့ကိုတနာသွားလို့အလုပ်ကိုအမြန်ဆုံးနဲ့အကောင်းဆုံးဖြစ်အောင်လုပ်ပေးလိုက်ပါတယ်သူတို့အားလုံးစိတ်သက်သာရာရသွားကြပြီးပျော်သွားကြတယ်ကျွန်တော်လည်းထပ်တူပျော်သွားပါတယ်နောက်တစ်ခါလူတယောက်ရဲ့အပြုအမူကြောင့်မိတ်ဆွေဟာစိတ်မသက်မသာဖြစ်နေရင်သူတို့ရဲ့အပြုအမူတွေကြားမှာအပြစ်ကင်းစင်မှုကိုရှာကြည့်ပါကျင်နာတနာတတ်တဲ့နှလုံးသားရှိသူတိုင်းအဲ့ဒါကိုရှာဖွေဖို့ခက်ခဲမှာမဟုတ်ပါဘူးသူ့ရဲ့အပြစ်ကင်းစင်မှုကိုရှာတွေ့ပြီဆိုတာနဲ့မိတ်ဆွေဟာသူ့အပေါ်နားလည်ခွင့်လွှတ်လာနိုင်ပါလိမ့်မယ်ဒီလိုဖြစ်တာနှစ်ဦးနှစ်ဖက်စလုံးအတွက်မကောင်းမိဘူးလားနောက်ထပ်နီလန်ကောင်းလေးတစ်ခုကတော့သူများစကားအမှားကိုထောက်မပြပါနဲ့တငယ်ချင်းတယောက်နဲ့စကားပြောနေတယ်သူ့စကားမှာအမှားလေးတစ်ခုပါလာတာကိုသတိထားမိလိုက်တယ်ကျွန်တော်ဘာလုပ်ရမလဲလူအများလုံးနေကြအတိုင်းဆိုရင်ချက်ချင်းသူ့အမှားကိုထောက်ပြလိုက်မိမှာပါသိလျက်ပဲဖြစ်ဖြစ်မသိလို့ပဲဖြစ်ဖြစ်သူ့အမှားကိုလူအများရှိမှပြောပြမိပါလိမ့်မယ်ဒီလိုလုပ်လိုက်တဲ့အတွက်စကားမှားသွားသူဟာလူတွေရှိမှအဆက်ရသွားမယ်ဒီအတွက်အမှားထောက်ပြသူမှလည်းစိတ်မကောင်းဖြစ်ရပါမယ်ကျွန်တော်တို့ဟာသူများစကားအမှားကိုတွေ့လိုက်တာနဲ့ဘာကြောင့်မနေနိုင်မထားနိုင်ထောက်ပြချင်ရတာလဲဆိုတာကိုစဉ်းစားကြည့်ရအောင်ပါတကယ်တော့ကျွန်တော်တို့မှာသူတို့အဆက်ကွဲစေလိုတဲ့ဆန္ဒမရှိကြပါဘူးသူ့အမှားကိုပြင်ပေးခြင်းနဲ့စေတနာကြောင့်ပါကျွန်တော်တို့ပြောပြလိုက်လို့သူ့အမှားကိုသိသွားပြီးပြင်လိုက်မယ်အဲ့ဒါဟာသူ့အတွက်ကောင်းမယ်အမှားထောက်ပြပေးတဲ့ကျွန်တော်တို့ကိုလည်းသူကျေးဇူးတင်သွားမယ်ဒါကကျွန်တော်တို့ရဲ့အထင်ပါ
ဒါပေမဲ့တကယ်လက်တွေ့မှာထင်ထားသလိုဖြစ်မလာပါဘူး။သူ့အမှားကိုထောက်ပြပေးလိုက်တာဟာသူ့ကိုအရှက်ခွဲလိုက်သလိုဖြစ်သွားတယ်။သူရှက်ပြီးဝမ်းနည်းသွားတယ်။ကျွန်တော်တို့လည်းတစ်ဖက်သားကိုအရှက်ကွဲသွားစေလိုက်လို့စိတ်မကောင်းဖြစ်သွားတယ်။အဆုံးမှာနှစ်ဦးနှစ်ဖက်စလုံးစိတ်မချမ်းမသာဖြစ်သွားကြတယ်။ကျွန်တော်တို့မထင်သားတာဖြစ်လာတယ်။ဒါဆိုရင်လူတစ်ယောက်နဲ့စကားပြောရင်သူ့စကားထဲမှာအမှားပါလာတာကိုတွေ့ရင်ကျွန်တော်တို့ဘာလုပ်တင်တယ်လဲ။လုပ်တင်တာကသူ့အမှားကိုထောက်ပြခြင်းတဲ့ဆန္ဒကိုရှင်ထဲမှာခဏမျိုးသိမ့်လိုက်ပြီးမိမိကိုမိမိဒီမေကွန်းကိုမေးလိုက်ပါ။ငါအခုသူနဲ့စကားပြောနေတာမှာဘာလို့ချင်လို့လဲ။သူနဲ့ကောင်းကောင်းမွန်မွန်စကားပြောကြပြီးခွဲခွာချိန်မှလေနှစ်ဦးနှစ်ဖက်စလုံးစိတ်ချမ်းသာမှုရသွားတာကိုလိုချင်တာလား။တေးကြတာပေါ့။ကျွန်တော်တို့သူ့ကိုစိတ်ချမ်းသာစေချင်တာပါ။သူ့ကိုအရှက်တကွဲမဖြစ်စေချင်ပါဘူး။ဒါဆိုရင်ဘာလို့ရမလဲဆိုတဲ့အဖြေပေါ်နေပါပြီ။အဖြေကသူ့အပေါ်မှာကျင်နာတနာစိတ်ထားပြီးသူမသိလို့အမှားလုံးမိတာပဲလို့ခွင့်လွှတ်နားလဲပြီးလိုက်ပါ။သူ့အမှားကိုထောက်မပြပါနဲ့။တိတ်မကြသေးခင်တမနက်ခင်းမှာကျွန်တော်နဲ့ဇနီးတဲ့ခရစ်တိုဟာလုပ်ငန်းသစ်တစ်ခုလုပ်ဖို့တိုင်ပင်ဆွေးနွေးကြတယ်။ကျွန်တော်ကလှုပ်ချင်နေတဲ့အကြံတစ်ခုပြောပြလိုက်တယ်။ပြီးတော့အဲ့ဒီအကြံဟာအရန်ကောင်းပြီးကျွန်တော်စိတ်ကူးကနေပေါ်လာတာလို့လည်းပြောလိုက်တယ်။ခရစ်ဟာပြုံးပြုံးလေးနဲ့ကျွန်တော်ပြောတာတွေကိုစိတ်ဝင်တစားနားထောင်နေတယ်။ညပိုင်းရောက်တော့ကျွန်တော်ကမနက်ကခရစ်ကိုပြောခဲ့တာကိုပြန်စဉ်းစားနေမိတယ်။ရုတ်တရက်တစ်ခုကိုသတိရမိလိုက်တယ်။အဲ့ဒါကကျွန်တော်စိတ်ကူးအကြံဆိုတာတကယ်တော့ခရစ်အရင်ကကျွန်တော်ကိုပြောပြခဲ့မှုတဲ့အကြံပါ။မူလအကြံပိုင်ရှင်ကခရစ်ပါ။ကျွန်တော်မှားသွားပြီဆိုတာကိုသိလိုက်တယ်။ချက်ချင်းပဲမိဖို့ခန်းထဲမှာညစာအတွက်ပြင်ဆင်ကူးခတ်နေတဲ့ခရစ်စီအမြန်သွားလိုက်ပြီးသူ့ကိုအဲ့ဒီအကြောင်းပြောပြရင်တောင်းပန်လိုက်ပါတယ်။ခရစ်ကဝမ်းသာပီတိဖြစ်တဲ့အပြုံးလေးနဲ့နားထောင်နေလိုက်တယ်။ကျွန်တော်တောင်းပန်ပြီးသွားတော့သူကပြန်ပြောတယ်။သူဟာမနက်တုန်းကကျွန်တော်အကြံမဟုတ်ဘူးသူအကြံပါလို့မပြောလိုက်တာကကျွန်တော်ပျော်ရွှင်နေတာကိုမပြတ်စည်းခြင်းလိုပါတယ်။ခရစ်ဟာကျွန်တော်စကားအမှားကိုထောက်ပြမဲ့အစားကျွန်တော်ပျော်ရွှင်စေဖို့ကိုရွေးချယ်ခဲ့ပါတယ်။အခုလိုပြောနေတာဟာမိတ်ဆွေကိုအမှန်တရားကိုထောက်မပြရဲတဲ့လူပြောလူညံ့လူကြောက်တယောက်ဖြစ်စေချင်လို့မဟုတ်ပါဘူး။တချို့ကိစ္စတွေမှာပြောသူအတွက်ရောတခြားသူအတွက်ပါထိခိုက်နစ်နာစေမဲ့အမှားမျိုးဆိုရင်တော့သေချာပေါက်ထောက်ပြသတိပေးတင်ပါတယ်။ဒီတော့တစ်ဖက်သားပြောနေတဲ့စကားမှာအမှားပါနေတာကိုတွေ့တယ်။ဒါပေမဲ့အဲ့ဒီအမှားဟာသူ့ကိုရောလူအများကိုပါထိခိုက်စေမဲ့အမှားမျိုးမဟုတ်ဘူးဆိုရင်သူ့အမှားကိုထောက်ပြခြင်းနဲ့စိတ်ကိုမျိုးသိပ်ထားလိုက်ပြီးသူ့အပေါ်အကျဉ်းနာမေတ္တာစိတ်ထားနားလည်ပေးလိုက်ပါဒါဆိုရင်မိတ်ဆွေရဲ့လူအများနဲ့ဆက်ဆံရေးဟာတိုးတက်ကောင်းမွန်လာမှသိကြပါတယ်နောက်ထပ်နည်းလမ်းကောင်းလေးတစ်ခုကတော့အမိုက်ပုံပြည့်နေရင်သွားတော်လိုက်ပါဆိုတာပဲဖြစ်ပါတယ်လူတစ်ယောက်ဟာညနေပိုင်းအလုပ်ကနေပြန်လာပြီးအိမ်ရောက်တာနဲ့အလုပ်ပင်ပန်းလိုက်တာကွာလို့အိမ်သားတွေကြားအောင်အော်ပြီးညီးတွားလိုက်တယ်သူ့လောက်တအိမ်လုံးကလူတွေဟာအလုပ်မများကြဘူးလို့စိတ်ထဲမှာထင်နေတယ်ဒီနေ့မှာသူဟာတကယ်လဲရုံးမှာအလုပ်တွေအများများခဲ့ပါတယ်တယောက်ယောက်ကဒီနေ့ရုံးမှာဘာတွေနဲ့အလုပ်များနေခဲ့တယ်လဲလို့မေးလိုက်ရင်သူကလုပ်ခဲ့တဲ့အလုပ်တွေကိုအခုလိုအတိအကျပြန်ပြောပြပါလိမ့်မယ်ဖောက်တဲ့22ယောက်ကိုဖုံးဆက်စကားပြောရတယ်ဘော့စ်နဲ့တနာရီကြာအောင်အလုပ်ကိစ္စဆွေးနွေးခဲ့ရတယ်အစည်းအဝေးတက်တာ2ကြိမ်ဝန်ထမ်းတွေကိုဆုံးမစကားပြောတာ2ကြိမ်ဝန်ထမ်းတွေကိုညွှန်ကြားချက်အသစ်ကိုဖတ်ပြပြီးလက်မှတ်ထိုးခိုင်းတာ1ကြိမ်ရုံးရင်းရုံးပြင်တန့်ရှင်းရလားလို့လိုက်စစ်ဆေးတာ1ကြိမ်နဲ့တခြားအသေးအဖွဲကိစ္စတွေပါသူဟာတနေ့တာလုပ်ခဲ့တဲ့အလုပ်တွေကိုတေးသေးချာချာမှတ်မိနေတယ်ဆိုတာကိုအငင်းပွားစရာမရှိပါဘူးဒါကြောင့်လေသူ့ကိုယ်သူတအိမ်လုံးမှာအလုပ်အများဆုံးလူလို့ထင်နေတာပါဒါနဲ့စကားမဆက်သူ့ဇနီးတဲ့ဒီနေ့လုပ်ခဲ့တဲ့အိမ်လုပ်တွေကိုသိပါသလားလို့မေးလိုက်ရင်သူဖြေနိုင်မှာမလားသိကြပါတယ်သူဖြေနိုင်မှာမဟုတ်ပါဘူးဘာကြောင့်လဲဆိုတော့သူတယောက်တည်းပဲအလုပ်များတယ်လို့ယူဆနေပြီးဇနီးတဲ့ဘာတွေလုပ်နေရတယ်ဆိုတာကိုသိအောင်မလုပ်ထားလို့ပါဒါဆိုရင်သူဟာဇနီးတဲ့ထက်အလုပ်တွေပိုလုပ်နေရတယ်လို့ထင်နေတာမှန်ပါရဲ့လားသူတယောက်တည်းပဲ
အလောက်များတယ်လို့လွယ်မှားစွာယူဆနေပြီသူဟာဇနီးသည်ကိုမကြေမနက်ဖြစ်နေတယ်သားသမီးတွေကိုလည်းမကြေမနက်ဖြစ်နေတယ်အရာရာကိုတွေ့ကတ်တက်တဲ့စိတ်ဖြစ်ပေါ်နေတယ်အိမ်ကအမိုက်ပုံမှာအမိုက်တွေပြည့်စုံနေတယ်ဘယ်သူများသွန်မလဲဆိုတာကိုစောင့်ကြည့်နေတယ်အဲ့ဒီလူဟာမိတ်ဆွေဖြစ်နေတယ်ဆိုရင်ကျွန်တော်အကြံပေးလိုက်ပါမယ်မိတ်ဆွေပဲအမိုက်ပုံကိုကောက်ယူပြီးအမိုက်ပုံမှာသွားသွန်ပြလိုက်ပါကျွန်တော်နောက်ပြီးပြောတာမဟုတ်ပါဘူးအတီးပြောတာပါမိတ်ဆွေကအခုလိုပြန်ပြောချင်ပြောပါလိမ့်မယ်ကျုပ်ကအိမ်အောင်ဦးစီးတယောက်ဗျာမိသားစုတစ်စုလုံးအတွက်ဝေရှာပေးနေရသူပါဒါကြောင့်ကျုပ်အမိုက်သွန်ရမယ်ဆိုရင်အဲ့ဒါဟာမှန်ကန်တဲ့လုပ်ရဟုတ်ပါမလားဒါကိုမိသားစုတွေကတယောက်ယောက်ကလုပ်ရမှာလုပ်တင်တာမဟုတ်လားမိတ်ဆွေကတော့အဲ့ဒီလိုတွေးတာကိုမှန်တယ်လို့ထင်နေမယ်တကယ်တော့မိတ်ဆွေတွေးတာမှန်တယ်မမှန်ဘူးဆိုတာကအရေးမကြီးပါဘူးအဓိကကအမိုက်တွေပြည့်နေပြီအနံ့ထွက်နေတဲ့အမိုက်ပုံကိုတုံပြစ်လိုက်ဖို့ပါဒါမှစောစောကအမိုက်ပုံကိုဘယ်သူတုံမလဲဆိုတဲ့အတွေးကိုမိတ်ဆွေရဲ့ခေါင်းထဲကဖယ်ထုတ်လိုက်နိုင်ပါမယ်ဒီလိုအသေးအဖွဲလေးတွေကိုခေါင်းထဲမှာထည့်ထားဖို့မတန်ပါဘူး။အောက်နောက်ဆိုတာအရေးကြီးတဲ့ကိစ္စတွေကိုတွေးတောဖို့စဉ်းစားကြံစဖို့ဆုံးဖြတ်ဖို့နေရာဆိုတာကိုမမေ့ပါနဲ့။နောက်ထပ်နီလန်းကောင်းလေးကတော့ရာသီဥတုတန်ခံနိုင်အောင်လုပ်ဖို့အကြံမပေးပါနဲ့။ကျွန်တော်တို့ဟာမိုးရာသီရောက်ကနေရင်အိမ်အမိုးတွေကိုတက်စစ်ကြည့်ကြတယ်။အိမ်နေရန်တွေကိုလည်းတေချာစစ်ကြည့်ကြတယ်။ဘာအတွက်စစ်ကြတာလဲ။မိုးယိုနိုင်တဲ့အပေါက်တွေရှိမရှိဆိုတာစစ်ကြတာပါရှိခဲ့ရင်အပေါက်တွေကိုတေချာဖာတေးပြီးပိတ်ဆို့လိုက်ကြတယ်ဆွေးမြင့်နေတဲ့အိမ်မိုးသွပ်ပြားတွေကိုအသစ်လဲလိုက်ကြတယ်လေတံကြောင့်အိမ်မရိုင်နဲ့အောင်လိုအပ်တဲ့တောက်တွေတိုင်တွေနဲ့ထောက်ထားလိုက်ကြတယ်အဲ့ဒီလိုလှုပ်တာကိုရာသီဥတုတန်ခံနိုင်အောင်လှုပ်တယ်လို့ခေါ်ပါတယ်ဒီလိုလှုပ်ထားမှလေမိုးရင်းကြရောက်တဲ့အခါအိမ်ထဲမှာဆူဆူချင်းကင်းပြီးရင်းထွေးထွေးဖြစ်စေပါမယ်လေပြင်းတန်ကြောင့်အိမ်မပြိုလဲပဲတောင့်တင်းခိုင်ခန့်နေမှာဖြစ်ပါတယ်အိမ်ထဲမှာစိတ်အေးလက်အေးနဲ့နေနိုင်မှလည်းဖြစ်ပါတယ်အဲ့ဒီလိုပဲကျွန်တော်တို့လည်းမိမိတို့မှာမပြေစုံမှုချို့ယွင်းချက်အပြစ်အနာအစာတွေရှိလားလို့ရှောက်ဖွေပြီးတွေ့ရင်ပြုပြင်တတ်ကြပါတယ် waterproof လုပ်ကြပါတယ်ဒီလိုလုပ်ခြင်းဟာမိမိကိုယ်ကိုတိုးတက်အောင်လုပ်တာမို့ကောင်းတဲ့လုပ်ရပါဒါပေမဲ့ကျွန်တော်တို့ဟာစေတနာတွေပို့ပြီးအပြစ်အနာအစာချို့ယွင်းချက်တွေကိုမိမိမှာရှောက်ဖွေရုံမကပဲတခြားသူတွေစီမှာပါရှောက်ဖွေတတ်ကြတယ်ရှောက်ဖွေရုံဆိုရင်တော်သေးတာပေါ့ဒါပေမဲ့အဲ့ဒီလောက်နဲ့မရက်ပဲအပြစ်အနာအစာချို့ယွင်းချက်တွေရှာတွေ့ခဲ့ရင်ကာယကံရှင်ကိုပါပြောပြကြတယ်သူတို့ကိုအဲ့ဓာတွေကိုပြုပြင်ဖို့တိုက်တွန်းကြတယ်ပို့ဆိုတာကသူတို့ရဲ့ချို့ယွင်းချက်တွေကိုတခြားသူတွေကိုပါလိုက်ပြောပြကြတယ်ဒီတော့ဘာဖြစ်လာသလဲအပြစ်အနာစာတွေကိုထောက်ပြခံရသူတွေဟာပြောသူကိုမုန်းလာကြတယ်လူတစ်ယောက်နဲ့တယောက်အစင်းပုံတရံအမှုအရာအကျင့်အသိဉာဏ်ပညာတွေမှတူညီကြတာမဟုတ်ပါဘူးတူထုံစင်မောင်နှမချင်းတော်မတူညီကြပါဘူးသူတို့ရဲ့မိမိနဲ့မတူညီတာတွေကိုမိမိကချို့ယွင်းချက်အပြစ်အနာစာလို့ဆွဆွဲမယ်မိမိနဲ့တူညီအောင်ပြုပြင်ခိုင်းမယ်သူတို့ကို waterproof လုပ်ခိုင်းမယ်ဆိုတာမှန်ကန်တဲ့လုပ်ရမဟုတ်ပါဘူးအဲ့ဒါကိုသတိမထားမိပဲသူတို့ကိုပြုပြင်ပေးစေခြင်းစိတ်ကိုမထိန်ချုပ်နိုင်လို့ဒီလိုစကားမျိုးတွေပြောမိလိုက်တယ်တငယ်ချင်းမင်းယုံလာတာအမြဲနောက်ကြတယ်နော်မင်းစာအုပ်လုံးဝမဖတ်ဘူးလို့ငါသတိထားမိတယ်ကွာမင်းတဖြည်းဖြည်းဝလာတယ်နော်အစားလျှော့အောင်စသဖြင့်ပေါ့အမှန်ကသူတို့ကို waterproof လုပ်အောင်တိုက်တွန်းလိုက်တာပါသူတို့ဟာ waterproof လုပ်လိုက်ရင်သူတို့ဘဝဟာလက်ရှိထက်ပိုကောင်းသွားမယ်ပိုပြီးပြည့်စုံသွားမယ်လို့လူတွေလွဲမှားစွာယူဆနေကြပါတယ်ဒီလိုလုပ်ဖို့တခါတရံသာပြောရင်တိတ်ကိစ္စမရှိပေမယ့်မကြာခဏပြောနေရင်တစ်ဖက်သားမှာစိတ်အနှောက်အယှက်ဖြစ်လာပါမယ်ကျွန်တော်စီလာပြီးစိတ်နဲ့ပတ်သက်တဲ့အကြံဉာဏ်တောင်းခံကြတဲ့ညများစုံတွေထဲမှာသူတို့အိမ်အောင်ဘက်ရဲ့မကြာခဏ waterproof လုပ်ခိုင်းတာကိုသိခံနိုင်တဲ့အတွေ့တွေနည်းနည်းလေးပဲရှိကြပါတယ်။ဒါမှအရေးမကြီးတဲ့အသေးအဖွဲလေးတွေအပေါ်အပြစ်အနာစာရှာတတ်ခြင်းဟာကြာလာတဲ့အခါတစ်ဖက်သားမှာကြီးမားတဲ့စိတ်အနှောက်အယှက်ကြီးဖြစ်လာပါတော့တယ်။ဒါကြောင့်မိတ်ဆွေရဲ့စိတ်ထဲမှာ
တစုံတစ်ယောက်ကိုမိမိနဲ့မတူတာလေးတွေမြင်တွေ့လို့ဝေဖန်ထောက်ပြခြင်းစိတ်ပေါ်လာရင် waterproof လုပ်ခိုင်းနေဆိုတာကိုမကောင်းတဲ့လုပ်ရက်ပါလားလို့ပြန်သတိရပါပြီးရင်ပါးစပ်ကိုပိတ်ထားပြီးစကားတစ်ခုမှမဟာလိုက်မိပါစေနဲ့ waterproof ကိုစေတနာနဲ့ပြောရင်လေလူတွေဟာသူတို့ကိုဆရာလုပ်တယ်လို့မြင်ပြီးသူတို့ကိုမုန်းသွားမယ်ဆိုတာကိုသတိထားပါနောက်ထပ်နီလန်ကောင်းလေးကတော့မနက်တိုင်းတစုံတစ်ယောက်ကိုမေတ္တာပို့ပါဒီစာအုပ်ရဲ့ရှေ့ပိုင်းကနီး24မှာစိတ်အေးချမ်းသာမှုရစေဖို့တစုံတစ်ယောက်ကိုနေ့စဉ်မနက်တိုင်းစိတ်ထဲမှာကျေးဇူးတင်ဖို့ဆိုပြီးရေးပြထားခဲ့ပါတယ်အခုလေစိတ်အေးချမ်းသာမှုရစေဖို့နောက်ထပ်နီးတစ်ခုကိုရေးပြပေးလိုက်ပါတယ်အင်္ဂလိပ်စကားပုံတစ်ခုရှိပါတယ် An apple a day keep the doctor away အဓိပ္ပာယ်ကတနေ့ကိုပန်းသီးတစ်လုံးနေ့စဉ်စားပေးမယ်ဆိုရင်ဆရာဝန်မလိုပါဘူးတဲ့ကျန်းမာနေမယ်လို့ဆိုလိုတာပါကျွန်တော်ကအဲ့ဒီစကားကိုအခုလိုပြင်လိုက်ပါတယ် Thinking of someone to love each day keep your resentment away တစုံတစ်ယောက်ကိုချစ်တဲ့အကြောင်းနေ့စဉ်တွေးပေးနေရင်တင့်ရဲ့မကြေမချမ်းဖြစ်နေတဲ့စိတ်ဒေါသကိုလျှော့ပါပျောက်ကွယ်စေပါတယ်လို့ဖြစ်ပါတယ်ဒါဟာကျွန်တော်အခုပြောပြမယ့်နည်းလေးပါနည်းလေးကနေ့စဉ်စိတ်ငြိမ်တဲ့နေရာလေးတစ်ခုမှာတယောက်တည်းနေပြီးစိတ်ထဲမှာတစုံတစ်ယောက်ကိုချစ်ကြောင်ပြောပေးဖို့ပါသူ့ကိုမေတ္တာပို့ပေးပါကျွန်တော်တစုံတစ်ယောက်ကိုချစ်ကြောင်ပြောတဲ့နည်းကိုစလို့တော့အခက်အခဲတွေ့ရပါတယ်အဲ့ဒါကချစ်ရတဲ့သူတယောက်အကြောင်းကိုစဉ်းစားလိုက်တဲ့အခါစိတ်ဟာစန့်ကျင်ဘက်ကိုရောက်သွားပါတယ်ကျွန်တော်ကိုစိတ်ဆိုးအောင်ဒေါသထွက်အောင်လုပ်ခဲ့ဖူးသူတယောက်အကြောင်းကိုခေါင်းထဲမှာပေါ်လာပါတယ်စက္ကန့်ပိုင်းအတွင်းမှာပဲမိမကြေမနက်ဖြစ်နေတဲ့လူတွေအကြောင်းနဲ့အပြတ်သဘောဆောင်တဲ့မကောင်းတဲ့အတွေးတွေခေါင်းထဲကိုဇက်တိုက်ဝင်လာပြန်ပါတယ်ဒါပေမဲ့ကျွန်တော်သူ့ကိုချစ်တဲ့အကြောင်းကိုပဲအာယုံဆိုင်ဆက်တွေးနေလိုက်တယ်တဖြည်းဖြည်းနဲ့အပြတ်သဘောဆောင်တဲ့အတွေးတွေမကောင်းတဲ့အတွေးတွေခေါင်းထဲမှာတိတ်ပေါ်မလာတော့ပါဘူးလုံးဝမပေါ်လာတာတော့မဟုတ်ပေမဲ့ပေါ်လာတာအတော်လေးနည်းသွားပါတယ်ဒီအခါမှတခုသတိရလိုက်တယ်တစုံတစ်ယောက်ကိုချစ်တဲ့အကြောင်းအာယုံစိုက်တွေးခြင်းဖြင့်မကောင်းတဲ့အတွေးတွေကိုခေါင်းထဲကဖယ်ထုတ်လို့ရနိုင်တယ်ဆိုတာပါမနက်မိုးလင်းလို့ကျွန်တော်အိယာကထပြီးတာနဲ့ပထမဆုံးကလထိုင်ပေါ်မှာခက်မတ်မတ်ထိုင်ရင်မျက်လုံးတွေကိုမှိတ်ထားပြီးအသက်ပြင်းပြင်းရှူသွင်းရှူထုတ်အကျိန်အနှဲငယ်လှုပ်လိုက်တယ်ပြီးတော့ကိုအခုလိုမေးလိုက်ပါတယ်ငါဒီနေ့ဘယ်သူကိုချစ်တဲ့အကြောင်းပြောရမလဲချက်ချင်းပဲခေါင်းထဲမှာတစုံတစ်ယောက်ရဲ့ရုပ်ပုံလာပေါ်လာတယ်သူဟာမိသားစုဝင်တစ်ယောက်သို့မဟုတ်တငယ်ချင်းတစ်ယောက်သို့မဟုတ်တစိမ်းတစ်ယောက်စသဖြင့်တစုံတစ်ယောက်တော့ဖြစ်နေပါတယ်ဘယ်သူရုပ်ပုံလာဆိုတာကအရေးမကြီးပါဘူးတစုံတစ်ယောက်ရဲ့ရုပ်ပုံလာဖြစ်နေဖို့ပဲအရေးကြီးတာပါကျွန်တော်သူ့ရုပ်ပုံလာကိုစိတ်ထဲမှာရှင်းရှင်းလင်းလင်းပြပြတတ်မြင်အောင်ရှုပြီးအခုလိုထပ်ပြောလိုက်ပြန်ပါတယ်ဒီနေ့ဟာမင်းရုပ်ပုံလာရှင်အတွက်ကံကောင်းပြီအကျဉ်းနာမေတ္တာတွေရမယ်နေ့တစ်နေ့ဖြစ်ပါစေလို့ငါဆန္ဒပြုပါတယ်တကယ်တော့သူ့ကိုမေတ္တာပို့လိုက်တာပါအဲ့ဒီလိုပြောပြီးတာနဲ့စက္ကပ်ပိုင်းအတွင်းမှာပဲရင်ထဲမှာကြည်နူးမှုကိုခံစားလိုက်ရတယ်ရှင်းမပြတတ်တဲ့ထူးဆန်းတာလေးတစ်ခုဖြစ်ပေါ်လာပါတယ်အဲ့ဒါကရုပ်ပုံလွှာရှင်ကိုစိတ်ထဲမှာတစ်နေ့လုံးမြင်ရောက်နေမိတယ်တစ်နေ့လုံးစိတ်လက်ပေါ့ပါပြီးစိတ်ချမ်းမြေ့နေပါတယ်အလုံးလို့ရတာလည်းပျော်ရွှင်နေမိတယ်အခုပြောပြခဲ့တဲ့နီလန်းလေးကိုမယုံရင်စမ်းလုပ်ကြည့်ပါလုပ်ဖို့မခက်ပါဘူးအကျိုးထူးမထူးဆိုတာတော့လက်တွေ့လုပ်ကြည့်မှသိရမှာပါနောက်ထပ်နီလန်းကောင်းလေးကတော့မနုဿပေဒပညာရှင်လို့ခံစားပါမနုဿပေဒပညာရှင်အင်္ဂလိပ်လို anthropology ဆိုတာလူသားတို့ဖြစ်ပေါ်လာပုံဓလေ့ထုံးတမ်းနဲ့ယဉ်ကျေးမှုတို့ဖြစ်ထွန်းလာပုံစတာတွေကိုလေ့လာတဲ့ပညာရပ်ဖြစ်ပါတယ်ကျွန်တော်ဟာမနုဿပေဒပညာရှင်တရားမဟုတ်သလိုအဲ့ဒီပညာရပ်ကိုလေ့လာလိုက်စားသူလည်းမဟုတ်ပါဘူးဒါဆိုရင်ဘာကြောင့်မနုဿပေဒအကြောင်းရေးပြရတာလဲလို့မေးခြင်းမှာပါအဖြေကအခုဆက်ရေးပြမှာနဲ့သက်ဆိုင်နေလို့ပါကျွန်တော်ကမနုဿပေဒစကားလုံးကိုကျွန်တော်အကျိုးအတွက်အခုလိုအတိတ်ပဲပြောင်းလဲဖွင့်ဆိုလိုက်ပါတယ်မိမိရဲ့ခံစားချက်ထင်မြင်ယူဆချက်တွေမပါဝင်ပဲလူတွေရဲ့နေထိုင်ပုံပြုမှုပုံတွေကိုစိတ်ဝင်စားခြင်းလို့ပါပြီးတော့အဲ့ဒီသဘောကို
အခုလိုလက်တွေ့ကျင့်သုံးလိုက်တယ်အရင်ကကျွန်တော်လူတစ်ယောက်ရဲ့ထူးခြားတဲ့အပြုမှုလှုပ်ရှားမှုကိုတွေးလိုက်တဲ့အခါမှာစိတ်အနှောက်အယှက်ဖြစ်ခဲ့တယ်စိတ်ဆိုးဒေါသထွက်ခဲ့တယ်အပြစ်တင်ဝေဖန်ခဲ့တယ်အခုဖွင့်ဆိုထားတဲ့မနုဿဗေဒအဓိပ္ပာယ်အသစ်ကြောင့်သူ့အပေါ်အရင်လိုမရှုမြင်တော့ဘူးခံစားချက်ထင်မြင်ချက်တွေလုံးဝမပါပဲသူ့ပါကြောင့်အဲ့ဒီလိုပြုမှုလှုပ်ရှားရတာလဲဆိုတာကိုပဲစိတ်ဝင်စားလိုက်ပါတယ်ဒီလိုလှုပ်လိုက်တဲ့အတွက်သူ့အပေါ်မှာအမုန်းစိတ်မပွားတော့ပဲအကျဉ်းနာမေတ္တာစိတ်ဖြစ်ပေါ်လာတယ်ပြီးတော့သူ့အပြုအမူတွေကိုစိတ်ရှည်သိခံစိတ်လည်းဖြစ်ပေါ်လာပါတယ်မကြသေးခင်ကပဲဒီကိုပိုင်မနုဿဗေဒသဘောတရားအသစ်ကိုလက်တွေ့အသုံးချခဲ့တဲ့အဖြစ်အပျက်လေးတစ်ခုကိုပြောပြချင်ပါတယ်ကျွန်တော်နဲ့အသက်9နှစ်အရွယ်သမီးလေးတို့ဟာတညနေခင်းအိမ်မှာလိုနေတဲ့ပစ္စည်းလေးတွေကိုဝယ်ဖို့အိမ်အနားကဈေးဝယ်ကုန်တိုက်ကြီးတစ်ခုကိုသွားကြပါတယ်ကုန်တိုက်ထဲမှာပစ္စည်းလိုက်ရှာနေတော့ဖတ်ရော့ကလူငယ်တစုဟာစူးစူးညံ့ညံ့စကားပြောရင်ကျွန်တော်တို့အနားကိုရောက်လာကြတယ်ဖန်ရော့ဆိုတာဂီတာဒရမ်စတဲ့ဒုရိယာတွေကိုစူးစူးညံ့ညံ့တိခတ်ပြီးအတန်ကုန်အော်ဟစ်တီဆိုနေကြသလိုစေးချက်ကြမ်းကြမ်းလွှမ်းနေတေးဂီတအမျိုးအစားပါ1980ပြည့်နှစ်လောက်ကအနောက်နိုင်ငံတွေမှာစတင်ပေါ်ပေါက်ခဲ့တယ်အနောက်တိုင်းကလူငယ်တွေအလွန်ကြိုက်နှစ်သက်ကြတဲ့တေးဂီတပါဒါပေမဲ့တီမုတ်တီဆိုတဲ့တွေဟာနားကွဲမတတ်စူညံလို့လူကြီးတွေအတော်များများကတော့ဖန်ရော့ကိုမကြိုက်ကြဘူးကျွန်တော်လည်းအဲ့ဒီတေးဂီတကိုလုံးဝမကြိုက်ဘူးဖန်ရော့ကဆိုတာကအဲ့ဒီတေးဂီတမျိုးကိုနှစ်သက်ပြီးအဲ့ဒီတေးဂီတကိုတီမုတ်တီဆိုဖျော်ဖြေသူတွေရဲ့ဝတ်စာစရင်မုံကိုတူပဝတ်ဆင်ထားသူလို့ခေါ်ပါတယ်ဖန်ရော့ကရဲ့ဝတ်စာစရင်မုံကတန်ကြိုးတွေကိုကိုမှချိတ်ဆွဲကြတယ်စောက်ပြဲနေတဲ့ကြောင်ကြောင်ကြကြဝတ်စားတွေကိုဝတ်ဆင်ကြတယ်အယောင်ဆိုးထားတဲ့ထိုးထိုးထောင်ထောင်စပင်းလေးလဲထားကြတယ်နောက်ပြီးတကိုယ်လုံးမှာစိမ့်မင်ကြောင်တက်တူတွေကိုလည်းထိုးထားကြတယ်သမီးလေးဟာအနားကိုရောက်လာကြတဲ့သူတို့ကိုမြင်လိုက်တာနဲ့ကျွန်တော်လက်ကိုဆက်ခနဲဆွဲရမ်းလှုပ်ခါလိုက်ပြီးအခုလိုမေးပါတယ်ဂျယ်ရီသူတို့ပါကြအဲ့ဒီအဝတ်စားတွေကိုဝတ်ဆင်ကြတာလေတဲ့လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းကကျွန်တော်အဲ့ဒီလိုတရုတ်ပြဝတ်ဆင်ထားတဲ့ဖန်ရော့ကလူငယ်တွေကိုတွေ့ရင်အတော်လေးစိတ်ပြတ်မိခဲ့တယ်စိတ်ထဲကနေလေသူတို့ကိုဝေဖန်ပြစ်တင်နေမိတယ်ဘာကြောင့်လဲဆိုတော့သူတို့ရဲ့ဝတ်စားစရင်ပေါ်ဟာရှေးရိုးဆန်တဲ့ကျွန်တော်အတွက်အလွန်ကိုအမြင်မတင့်တယ်လွန်းလာပါဘူးကျွန်တော်ကအဝတ်အစားကိုတတ်ရဝတ်တာကြိုက်တယ်သူတို့ဝတ်စားထားတာကစုပ်ပြက်လွန်းနေဒါပေမဲ့အခုကျွန်တော်ဟာမနုဿဗေဒပညာရှင်တယောက်လိုခံစားမိနေပြီမို့စိတ်ထားအမြင်တွေဟာအရင်လိုမဟုတ်တော့ပါဘူးဒါကြောင့်သမီးလေးကိုအခုလိုပြန်ပြောလိုက်တယ်အဖေလည်းသူတို့ဘာကြောင့်အဲ့ဒီလိုဝတ်ထားတာလဲဆိုတာကိုမသိပါဘူးဒါပေမဲ့သူတို့ရဲ့ဝတ်စားထားပုံတွေဟာထူးခြားလို့စိတ်ဝင်စားစရာမကောင်းဘူးလားကွယ်သမီးကတော့သမီးရဲ့စပင်းငကိုအရာကိုပဲတိုက်တယ်သူတို့လိုနေကြောင်ကြောင်စပင်းမျိုးတော့မတိုက်ပါဘူးလို့ပြုံးရင်းပြောပါတယ်ကျွန်တော်လူငယ်တွေရဲ့ဝတ်စားစင်ရင်မုံကိုဝေဖန်ပြစ်တင်တာမလုပ်လိုက်တဲ့အတွက်သမီးလေးနဲ့အတူပျော်ပျော်ပါပါဈေးဝယ်တဲ့ပျော်ရွှင်မှုကိုမထိခိုက်လိုက်ပါဘူးကျွန်တော်ပါကြောင့်အဲ့ဒီပတ်ရော်ကာတွေရဲ့ဝတ်စားစင်ရင်မုံကိုပြစ်တင်ဝေဖန်တာမလုပ်ခဲ့တာလေအကြောင်းကသူတို့နဲ့ရောနော်မနေဘူးလို့သူတို့အကြောင်းကိုကောင်းကောင်းမသိဘူးသူတို့အကြောင်းကောင်းကောင်းမသိပဲဝေဖန်ပြစ်တင်တာလို့ရင်မိမိအတွက်ဘာမှအကျိုးမရှိပါဘူးဝေဖန်တာမှန်ချင်မှလည်းမှန်ပါလိမ့်မယ်နောက်ပြီးဝေဖန်ပြစ်တင်တာကိုလုပ်ခြင်းဟာပြုလုပ်သူကိုစိတ်ညစ်ညူးစေတယ်အာအင်ကုန်ခန်းစေတယ်အဲ့ဒါကိုမလုပ်တဲ့အတွက်ကျွန်တော်မှအာအင်ကုန်ခန်းတာစိတ်ညစ်ညူးတာတွေမဖြစ်တော့ပါဘူးနောက်ထပ်နီလန်ကောင်းလေးကတော့မတူကွဲပြားခြင်းနေရာမှာကိုအသုံးချပါဆိုတာပဲဖြစ်ပါတယ်မိတ်ဆွေနိုင်ငံခြားတိုင်းပြည်တစ်ခုမှာနေဘူးပါသလားဒါမှမဟုတ်အလဲအပတ်ရောက်ဘူးပါသလားမနေဘူးမရောက်ဘူးပြီဆိုရင်လည်းကိစ္စမရှိပါဘူးဘာဖြစ်လို့လဲဆိုတော့နိုင်ငံခြားတိုင်းပြည်တွေကိုရုပ်ရှင်ကားတွေနဲ့ရုပ်မြင်သံကြားဇာတ်လမ်းတွေမှာရေမူးနိုင်လို့ပါအဲ့ဒီနိုင်ငံတွေကလူတွေဟာကျွန်တော်တို့နိုင်ငံကလူတွေနဲ့ရုပ်စင်းတဲ့ကွဲပြားကြသလိုဓလိတ်ထုံနှံယဉ်ကျေးမှုတွေမတူကြဘူးရှေးတဲ့ပြောတဲ့ဘာသာစကားတွေလည်းမတူကြဘူးတွေ့တော့ပြောဆိုပုံပြုဖို့ဆက်ဆံပုံတွေလည်းမတူကြဘူး
အဆအရာရာကွဲပြားခြားနားကြပါတယ်ဒါအစမ်းတော့မဟုတ်ပါဘူးဘာဖြစ်လို့လဲဆိုတော့တနိုင်ငံထဲမှာအတူတူနေကြတဲ့လူတွေတောင်မှတယောက်နဲ့တယောက်မတူကြပါဘူးနောက်ဆုံးတမိသားစုတွေကမောင်နှမတွေတောင်မတူကြပါဘူးဒါကြောင့်လောကကြီးဟာမတူညီကြတဲ့လူသားတွေနဲ့ဖွဲ့စည်းတည်ဆောက်ထားတယ်လို့ပြောရမှာဖြစ်ပါတယ်လူတွေတယောက်နဲ့တယောက်ဘယ်လိုမှမတူညီကြဘူးဆိုတာကိုကျွန်တော်ကမတူကွဲပြားခြင်းနိယာမလို့နာမည်ပေးထားပါတယ်နိယာမကိုသဘောပေါက်လက်ခံထားနိုင်ရင်ကျွန်တော်တို့အတွက်အကျိုးရှိစေပါတယ်ဒီနိယာမသဘောကိုနားလေသဘောပေါက်လက်ခံထားတဲ့သူတွေမှာအချင်းချင်းခိုက်ရန်ဖြစ်ပွားတာတွေအငင်းပွားပရိပက္ခဖြစ်တာတွေလျှော့နေကြတယ်အဲ့ဒါဘာကြောင့်ပါလဲမတူကွဲပြားခြင်းနိယာမအရာကျွန်တော်တို့နဲ့တခြားသူတွေဟာအကြောင်းအရာအဖြစ်အပျက်တစ်ခုကိုရှုမြင်သုံးသပ်ကြရမှာအမြင်ချင်းတူညီကြမှာမဟုတ်ဘူးဆိုတဲ့အချက်ကိုလက်ခံထားကြလို့ပဲဖြစ်ပါတယ်အဲ့ဒီလိုလက်ခံထားတဲ့အတွက်ကိုမှန်နဲ့သူမှားတယ်ဆိုတဲ့အငင်းပွားမှုတွေမရှိကြတော့ဘူးကိုနဲ့အမြင်မတူသူကိုအပြစ်မမြင်တော့ပဲကျင်နာတနာစိတ်ထားမိလာပါတယ်သူ့အပေါ်နားလည်ပေးနိုင်လာတယ်သူ့အပေါ်ရန်သူလိုသဘောမထားတော့ပဲမိတ်ဆွေတယောက်လိုမြင်လာတယ်တကယ်လို့သာတခြားသူတွေရဲ့တွေးမြင်ပုံတွေဟာကျွန်တော်တို့တွေးမြင်ပုံတွေနဲ့တန်ထက်တဲ့တူညီရမယ်လို့စိတ်ထဲမှာခံယူထားရင်တော့ကျွန်တော်တို့ဟာလူတကာနဲ့သဘောထားကွဲလွဲအငင်းပွားရန်ဖြစ်တာတွေဖြစ်လာဖို့များပါတယ်။ဒါကြောင့်မိတ်ဆွေအနေနဲ့အခုအချိန်ကစပြီးလူတွေဟာရုပ်စင်တံကွဲပြားခြားနာသလိုတွေးခေါ်ပြုမှုပြောဆိုပုံတွေလည်းမတူကွဲပြားခြားနာချတယ်ဆိုတာကိုအလေးအနက်ခံယူထားလိုက်ပါ။အဲ့ဒါဆိုရင်မိတ်ဆွေဟာမိမိကိုယ်ကိုရောတခြားသူတွေအပေါ်မှာပါတန်ဖိုးထားလေးစားစိတ်တွေဖြစ်ပေါ်လာပါလိမ့်မယ်။မိတ်ဆွေရဲ့လူမှုဆက်ဆံရေးအခြေအနေတိုးတက်လာပါလိမ့်မယ်။အရေးကြီးဆုံးကမိတ်ဆွေစိတ်ချမ်းသာမှုကိုရပါလိမ့်မယ်။နောက်ထပ်နီလန်ကောင်းလေးကတော့ကုညီတတ်တဲ့အလေးအကျင့်ဖြစ်အောင်လုပ်ပါ။ကျွန်တော်တို့ရဲ့ဘဝမှာအလိုချင်ဆုံးအတောင့်တဆုံးအရာဟာစိတ်ချမ်းသာပျော်ရွှင်မှုနဲ့ခြေနဲ့နှစ်သိမ့်ခြင်းလို့ပြောရင်အားလုံးကသဘောတူကြမယ်လို့ထင်ပါတယ်။တချို့ကအဲ့ဓာတွေကိုငွေတွေအများကြီးရှိမှချမ်းသာကြွယ်ဝမှရနိုင်မယ်လို့ထင်ကြတယ်။အဲ့ဒါမမှန်ပါဘူး။ငွေမရှိလဲအဲ့ဓာတွေကိုရယူနိုင်ပါတယ်။ဘလို့လုပ်ပြီးရယူမှလဲမခတ်ပါဘူး။ပတ်ဝန်းကျင်ကိုမတန်နိုင်တာလေးတွေနဲ့ကူညီပေးလိုက်ရုံပါပဲ။ကျွန်တော်ကူညီမှုလေးတွေကြောင့်စိတ်ချမ်းသာမှုစိတ်ကျေနပ်မှုတွေရခဲ့တဲ့အကြောင်းကိုပြောပြပါမယ်။ကျွန်တော်တို့မိသားစုဟာဆန်ဖရန်စကိုပင်လယ်အော်ဒေသရဲ့တောပိုင်းကျတဲ့ရပ်ကွက်လေးမှာနေပါတယ်။ရပ်ကွက်ဟာတဘာဝတောတောင်ရှုခင်းလေးနဲ့အလွန်ကိုလှပတာယာလို့စိတ်ချမ်းသာအေးချမ်းတဲ့နေရာလေးလည်းဖြစ်ပါတယ်။ချွင်းချက်တစ်ခုရှိတာကလမ်းပေါ်မှာမောင်းသွားတဲ့ကားတွေပေါ်ကလူတွေကအမိုက်တွေကိုကားအပြင်ဘက်ကိုပြစ်ချသွားတတ်ကြတယ်။ဒါကြောင့်ကားလမ်းပေါ်မှာအမိုက်စာအမိုက်နာတွေနဲ့ပြန့်ကျဲနေတတ်တယ်။ခတ်တာကဒီနယ်မြေဟာတောပိုင်းကြလို့မြို့နဲ့ညီတဲ့နယ်မြေတွေမှာလို့အမိုက်လာသိမ့်နဲ့စီပင်အဖွဲမရှိဘူး။ကားလမ်းကိုလည်းဘယ်အဖွဲ့စီကမှတပြက်စီလဲတာအမိုက်ကောက်တာတွေမရှိဘူး။ကျွန်တော်ဟာကားမောင်းသွားတိုင်းလမ်းပေါ်မှာအမိုက်တွေပြန့်ကျဲနေတာကိုမြင်ရင်စိတ်မချမ်းမသာဖြစ်မိတယ်။ဒါကြောင့်တတ်နိုင်တာလေးကိုလုပ်ဖို့ဆုံးဖြတ်လိုက်တယ်။၄နှစ်နဲ့9နှစ်အရွယ်သမီးလေး2ယောက်ကိုခေါ်ပြီးမနက်ပိုင်းမှာအိမ်ကနေမြို့ပြင်နာအထိကားမောင်းသွားရင်လမ်းပေါ်ကအမိုက်တွေကိုလိုက်ကောက်တယ်။ပထမတော့တိတ်ဆိတ်ပါလာတယ်မဟုတ်ပါဘူး။ဒါပေမဲ့ကြာလာတော့ကားလမ်းပေါ်ကအမိုက်ကောက်ရတာကိုပြောလာတယ်။အကျင့်လည်းဖြစ်လာတယ်။မနေ့ရောက်လို့လမ်းပေါ်ကအမိုက်တွေကိုမကောက်ရရင်မနေနိုင်မထိုင်နိုင်ဖြစ်လာတယ်။သမီးလေး2ယောက်လည်းအမိုက်ကောက်ရတာကိုပြောနေကြတယ်။ကဲဒီကားခဏရက်ပေးပါအောင်။ဟိုနားမှာအမိုက်လေးတွေတွေးလိုက်တယ်လို့သမီးတစ်ယောက်ကဝမ်းသာအားရအော်လိုက်ရင်ကားကိုချက်ချင်းရက်ပေးလိုက်တယ်။သမီး2ယောက်ဟာကားပေါ်ကဆင်းသွားပြီးအမိုက်တွေ့တဲ့နေရာကိုအပြေးအလွှားသွားအမိုက်ကိုကောက်ပြီးပလတ်စတစ်အိတ်ထဲထည့်ကြတယ်။သူတို့ပြောနေတာကိုကြည့်ပြီးကျွန်တော်လည်းပြောနေမိတယ်။နောက်ပြီးအမိုက်ကင်းစင်သွားတဲ့ကားလမ်းကိုတစိမ့်စိမ့်ကြည့်ရင်ကြည်နူးနေမိတယ်။ဒါဟာဝေပေးစရာမလိုပဲရလိုက်တဲ့မိသားစုအတွက်ပျော်ရွှင်မှုပါ။တခြားသူတွေကတော့ကျွန်တော်တို့လုပ်နေကြတာကိုအထူးအဆန်းလိုမြင်ကြမှာပါ။ယူးကြောင်ကြောင်လုပ်ရက်လို့ထင်ကြတယ်။ဒါပေမဲ့ကျွန်တော်တို့ကယူမဆိုင်ပါဘူး။ဘာကြောင့်လဲဆိုတော့အမိုက်ကောက်ရတာကျွန်တော်တို့အတွက်တော့ပျော်စရာကြီးဖြစ်နေလို့ပါ။တမနက်မှာကျွန်တော်အိမ်အပြင်ကလမ်းပေါ်မှာအမိုက်တွေလိုက်ကောက်နေတယ်
လူစိမ်းတစ်ယောက်ကိုတွေ့လိုက်တယ်။ကျွန်တော်သူ့ကိုမိတ်ဆက်စကားပြောဖို့အနားရောက်သွားလိုက်တယ်။သူကပြုံးပြရင်ခမည်းမနက်တိုင်းအမိုက်ကောက်နေတာကိုတွေ့လို့ကျုပ်လည်းဒါကောင်းတဲ့အလုပ်ပဲဆိုပြီးလိုက်လုပ်ကြည့်တာပါ။ကျွန်တော်ရင်ထဲမှာကြည်နူးဝမ်းသာမှုကိုခံစားလိုက်ရတယ်။တကယ်တမ်းကျတော့အမိုက်ကောက်တာဟာကူညီနိုင်မဲ့အလေးအကျင့်တွေထဲကတစ်ခုပဲရှိပါသေးတယ်။တခြားကူညီနိုင်တာလေးတွေအများကြီးရှိပါသေးတယ်။ဥပမာတချို့ပြောရရင်ပစ္စည်းအထုပ်တွေကိုမနိုင်မနှင်းတည်လာပြီးအစအဦးတွေကိုဝင်လာတဲ့လူတစ်ယောက်ကိုတွေ့လိုက်တာနဲ့တကားကိုဖွင့်ပေးပြီးပြန်မပိတ်သွားအောင်ကင်ပေးထားတာမျိုးလူအိုယုံကိုသွားပြီးတက်ကြီးရွယ်အိုအဖိုးအဖွားတွေကိုတတ်နိုင်သလောက်လူရန်ကျွေးမွေးပေးတာသူတို့ကိုလက်တန့်စင်ပေးတာခြေသေးလက်သေးညှက်ပေးတာအားပေးစကားပြောပေးတာအိမ်နီးချင်းတစ်ယောက်ရဲ့ခြံထဲကိုဝင်တဲ့ကားလမ်းလေးတွေပေါ်မှာဖုံးလွှမ်းနေတဲ့စီးနှင်းတွေကိုကော်ပြားနဲ့ကော်ပြီးလမ်းရှင်းဖယ်ပေးလိုက်တာစတဲ့ငွေကြေးမကုန်ကြတဲ့ကူညီနိုင်တဲ့နီလန်းလေးတွေအများကြီးပါအခုလိုကူညီပေးရတာဟာကူညီသူအတွက်ပျော်စရာကောင်းတယ်စိတ်ချမ်းသာမှုရတယ်စိတ်ကျေနပ်မှုရတယ်သူများတွေအတွက်ကူညီပေးဖို့စံနမူနာဖြစ်စေတယ်ပတ်ဝန်းကျင်ကလည်းသဘောကျကြပါတယ်